Hello အားလုံးပဲမင်္ဂလာပါရှင်ဒီတစ်ခါတော့ဒီမွေရှာကလေသုံးမှုတဲ့သူမှပဲတည်တာပေါ့နော်အမတမဲကြည့်လိုက်တော့သူအယိုးယိုးဟိုကျဲပါပဲပေါ့နော်အဲ့လိုထင်ရတယ်ဒါပေမဲ့သူကလိမ့်တာစားပေါ့နော်ဆဆချင်းလိမ့်မယ်ဆိုလို့ကျွန်တော်ရိုးရိုးကျဲတိုက်ပဲညနာကိုခြောက်သွားတယ်ပေါ့နော်လိမ့်လိုက်တယ်လိမ့်မယ်ခြောက်တယ်ပြီးတော့မှသူကပြန်ပြီးတော့ဆိုးလာတာဆိုပြီးတော့မှဒီညနာတစ်ခုလုံးညီသွားတာပေါ့နော်အသားကြီးကအဲ့လိုမျိုးလေးဖြစ်တာအဲ့တော့သုံးရဲသူမှအသက်ဝယ်လိုက်ပြီနော်သုံးရဲလူမှပဲတည်တာပေါ့နော်အဲ့တော့ဟိုစမ်းသုံးကြည့်ဖို့ကြတော့လဲဈေးနဲ့ဆိုတော့နည်းနည်းတော့ဟိုပေါ့စဉ်းစားကြတာပေါ့နော်ဒါပေမဲ့တကယ်တမ်းသုံးပြီးသွားလို့ရှိရင်တော့သူ့ရဲ့ effective ဖြစ်တာကိုတည်သွားမှာပါအဲ့တော့ဘလိုပဲပြောရွေးချယ်ပြီးတော့ဝယ်ယူပေးတဲ့ customer ရဲ့အားလုံးကိုကျေးဇူးတင်ပါတယ်တတာဟောမိသွားလို့မှာယူထားတဲ့သူတွေရပါပြီเนาะပစ္စည်းလေးတွေလာယူလို့ရပါပြီရှင့်အားလုံးကျေးဇူးတင်ပါတယ်